အန္တရိတဝနာကရေယာဒါဇီဝရတမဟန္တတံသာဒာယာဇီဝရဒါနံဒုံလဘေဗုဒ္ဓသာသနေဘဝန္တောသင်္ကန်းလူရန်စိတ်အကြောင်းဖြင့်ညီညာဖြားဖြားရောက်လာကြကုန်သောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဇေဝရတသာသနာကိကြုံမှလူဘုံ၌ပေါ်ထွန်း၍လာသောဖဝါရောင်လျောင်းမြတ်သင်္ကန်းကိုမဟာတတံအရဟတဘောဤတကွန်ဖြစ်၍အလွန်မြင့်မြတ်ကြောင်းကိုသရိတဝါနာသံမယုတ်ဉာဏ်မြင်ဖြင့်ဆင်ခြင်တွေ့တော်ကြကုန်လျက်ဒုံလဘေရာခဲလာစွာထသောဗုဒ္ဓသာသနေမြတ်စွာဘုရားဤတိထမိတ်မာသာသနာတော်ကြီး၌သတ္ထာယာလွန်ကဲဘုံမိုးကြီးညိုသတ္ထာထမြတ်စွာဖြင့်ဇေဝရဒါနံလူရန်ချင်းငါကြုံခဲ့လာစွာမဟာဒါနဇေဝရမြည်ကိုလူတော်ကိုကရေယာထာဘဝတိုင်းချမ်းသာ၍ပြီးခေမှာအမြန်ရောက်ရအမြန်ကူရလေအောင်စီဘုံအာထုံပြုလုပ်ကြိုးစားကြစေကုန်ရာတည်း